ဒေါ်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအဖြစ်မြန်မာကဗျာဆရာ82ဦးကတယောက်တစ်ပါးသားစီစုပေါင်းရေးဖွဲ့တဲ့စု80တို့ကဗျာပါဒ80အပေါင်း1ကဗျာဖြစ်ပါတယ်။မွေးနေ့ဖျောင်းတိုင်းထွန်းကြီးတက်စီမှာတတိုင်းပူထွန်းလိုက်ပါရဲ့လို့ဆိုတဲ့ကပကဗျာနေ့2021 page ရဲ့တင်ဆက်မှုဖြစ်ပါတယ်။စု80တို့ကဗျာပါဒ80အပေါင်း1ဆိုတိုင်းချူရတဲ့ဒိုရီမီဖာတောင်ကုန်းလေးကြီး40ကျော်မှဘဝစားခဲ့သူတယောက်80ကျော်ရောက်လဲဘဝလာပါစီနှစ်ပေါင်း80အမခန်းကျမ်းပေမဲ့ကျမတို့ပြည်သူကြစ်ပါစုံမြဲလောကရန်ဆိုတာသူ့ရွေးချယ်မှုသူမကနိုင်ငံကိုလက်နဲ့ရေးတယ်ခွေးထက်မိုက်တဲ့သူတွေကတော့ခြေနဲ့ဖြဲ့ုံမကသေးပါပန်းကြလေရဲ့မိုးရဲ့အစကြည်လင်တဲ့လေပြေတဲ့အမေတဲ့နာမည်မလိုဘူးလေအမားတနင်းစီဆိုပြီးကျမကိုခုတ်လဲကြတာရနန့်ကလေထဲမှာဆိုတာသူတို့မသိကြဘူးထာဝရလင်းလက်နေတဲ့ကျဲရနန့်မပြေတဲ့ပန်းမခန်းနိုင်တဲ့ဆန်းလန်းဆန်းမွေးပြန့်ကြက်တည်ဖြာတန်ကလကာနဲ့ပိတ်လောင်ထားလဲနှလုံးသားဟာတောက်ပစွာလွတ်မြောက်နေမြေစာအုပ်ကြားတဲ့ညက်ပြီးထောင်ချခံလိုက်ရတဲ့အတွက်နင်းစီပွင့်ဖက်လေးဟာနောင်နှစ်ပေါင်းများစွာကြာတဲ့အထိမဆွေးမြေ့တော့ဘူးဂျွန်လာရဲ့လှသောတိမ်များပေါ်အရဲဆုံးအမွေဆုံးနှင်းစီများဖြင့်အမြင့်နာမည်ရေးထူ80မှသည်နှစ်တရာတီပါစီရေးထူငင်ချမ်းလမ်းသစ်ပေါ်တောက်ဖက်နှက်လျှောက်တံဖြင့်ပန်းတို့ပွင့်ပါစီရေးထူတစားကန်အဖြစ်တဘဝစာရင်းထည့်ပေးခဲ့တဲ့ဒဏ်ရာဒဏ်ကြီးကိုပြန်တောင်းဖို့ပြင်ဆင်ဖြည့်ဆည်းပေးကြပါအောင်လားသူမရဲ့နိုးထခြင်းနဲ့အိတ်ဆက်ခြင်းကြားကစက္ကန့်မိနစ်တွေဟာတရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက်ပဲဖြစ်စေခဲ့တယ်ခုလေပွင့်လေဆိုတဲ့သဘောတရားနဲ့ဒီပန်းဟာပြည်သူနှလုံးသားတွေတဲ့ဝင်ပွင့်တယ်ရဲရင်ချင်းဉာဏ်ပညာတွေမြေဖြားခံရာအာနာစွာရဲ့ဆွဲများကြပြားဆိုတာကျွန်တော်တို့ရဲ့ရုန်းကန်တံပါပဲဘယ်တော့မှကဘာမြေကိုမျက်နှာတစ်ဖက်တည်းတသမတ်ပြနေတဲ့လာမင်းလူသူမကိုကြည့်လိုက်တိုင်းမြင်ရပါတော့မပြောင်းလဲသည့်စက်တည်တင်ရွှွန်ခြင်းကဘာဦးကောင်းထက်ကပန်းတပွင့်ရဲ့ရနံ့ဟာအမောင်နေရန်ကိုထိုးဖောက်ပြီးတက်ကြွလန်းဆန်းစေလျက်ပါစိတ်မနှံ့သူတွေကြားတဲ့ဂျိုကာရဲတယ်လို့ငှရဲတန်ဒီရက်မရအမေတို့မဟုတ်နှစ်80ရေတကွန်တစင်းရဲရင်မှုနဲ့အမှန်တရားတို့အဆက်မပြတ်စီစဉ်လျက်စီစဉ်တန်ဟာခုတောင်းတို့ရဲ့တွန်ကျူးတန်အဖြစ်နဲ့တဟုံဟုံထစ်ချုံနေတယ်ဦးမညွတ်တဲ့80ပြည့်တမ္မဏိနင်းစီကိုငါဦးညွတ်မြည်တို့ဖြစ်စေကို့အတွက်ကဗျာတစ်ချောင်းမှာတော့အမေကျမ်းမာပါစေကြောင်းတိမ်ဖုံးလို့လာမသားလဲအေးမြမှုကိုခိုးလို့မရဘူးအမေရဲ့အမေစိတ်ကဘယ်တော့မှမပြတ်တဲ့ဆက်မှန်းသိပါတယ်ငါတိငါတက်မလို့တင်ယူခြင်းစိတ်ရှိသူလူရဲ့အမေစကားနှလုံးသားမှာငါနဲ့ငါနိုင်ငံဟာသူမစိတ်တက်လို့စုစီကစုလို့ရင့်ကျက်တည်ငြိမ်လာရင်ကောင်းမယ်နတ်ဖျားရဲ့လင်းချင်းကိုတင်ဆောင်လာတဲ့ပန်းတပွင့်အနာအကျင်မရှိလင်းပါစေကျမအိမ်တော်စုစင်းမှာကျမတယောက်တည်းပဲပြည်တော်စုစင်းမှာတော့ကျမကအများကြီးဂျွန်လနင်းစီတော်လန်သူတို့ပွင့်ဖက်ရဲနီ80ဆိုပေမဲ့ပြစ်ပယ်လို့မရနိုင်သူမစူးစီးနေခဲ့တာနှစ်ပေါင်း80ကျွန်တော်တို့ကတော့ကွဲပြားနေတော့မယ်သူမလိုလူတွေကိုတော့ကဘာကြီးကစုထားလိရဲ့ရန်သူကအမုံကြိတ်ချေလိုပြီးချစ်သူတွေဥထိပ်ပန်းစင်ခြင်းနဲ့တပွင်တဲသောအမေဆိုဒီမှာငါတို့ရဲ့လွတ်လပ်ရေးပါသူမကိုတန်ခိတ်ပြုတ်လိုက်တဲ့အခါဉာဏ်ပညာနဲ့မေတ္တာဖြစ်လာတယ်ဝိတ္တာရပြုတ်လိုက်တဲ့အခါမေတ္တာနဲ့ဉာဏ်ပညာဖြစ်လာတယ်အဖိုးကြီးစန်တီယာကိုရှိခဲ့တယ်လို့အဖွားကြီးစန်တီယာကိုလည်းရှိတယ်ကျွန်တော်လက်ဖွားလေးနှစ်ဖက်ဟာအချင်းချင်းစုပ်နေရင်စုတောင်းရလူတို့မေတ္တာစုဝေစီဖြာကျမ်းမာပါစီတပွင်တဲလဲပွင့်ရဲရတယ်လေညင်းပဲလာမုံတိုင်းပဲတိုက်ဘယ်ခါမှဥမညွန့်လိုက်တဲ့သူဘာကိုဖော်ပြရမှာလဲချစ်သူတစ်ဖက်မုံသူတစ်ဖက်နဲ့မုံတိုင်းကြားမှာရွက်လီဟာကိုကြိုးမငဲ့ပဲရွက်လွန့်နေလီရဲ့ခိတ္တိသားတရားစီရင်ကမ်းမှာ
သားသက်သမားလောင်အင်ကိုရွေးခဲ့တဲ့နင်းစီ80အထိဆွေးနေစေသူမပြန်လာမယ်သူမတန်ပေါင်းများစွာအနေနဲ့ပြန်လာခဲ့မယ်ဆိုတာမျိုးထက်ပိုပြီးတော့သူမပြန်လာမယ်ပေါ့80မကတော့နှလုံးသားများကနူးညံ့လာပါတော့ပန်း80ကိုပန်ကြတယ် Happy birthday အမေစုညစ်နဲ့လက်ခုပ်ထဲကတလဲ့လဲ့ပိုးဆုံးကျူလုံးဝယုံကြည်အဝေးနှင်းစီနိုင်ငံတော်ပြည်သူစွတောင်းကြီးပြည့်ပြီးတိုင်းပြည်အနာဂတ်ရဲ့အလင်းရောင်အောက်အမေလျှောက်လာမဲ့ခြေလမ်းများကိုရင်ဖွင့်ကြိုနေလျက်မလွတ်မြောက်ခြင်းတွေကဝဲလွတ်မြောက်မှုတေးတံဆောင်ကျင်းပေးမဲ့ဇွန်19နှစ်80ဘေး80ရန်80ဒန်80အလွမ်း80ပန်း80လမ်း80ဒိုက်80ကီလို80စူတောင်း80ငှက်80ငါး80စီမီ80လေရိုးမလီတန်နဲ့ဆို80ဟာချစ်တယ်လို့အတန်ထွက်မှာကဘာဝင်းအောင်လှပနှုပြိုငါတို့ရင်မှာအတန်မဲ့တီးသွားတံပြိုင်တီကျူးရင်အမေ80စီစိတ်ပါလက်ပါတညီတဲ့နင်ကြနှစ်များအလဟတအတိတ်ပဲရှိစွာလူသားဆံမှုကင်းတဲ့မီးတောင်ပြအမောင်တုအောက်ကနေအလင်းတက်ဟာစကဝါပန်းဒီလိုပင့်လာတယ်ဉာဏ်ပညာရိုးသားဖြောင့်မတ်ခြင်းနဲ့စိတ်ကောင်းစေတနာအနည်း80ဖက်စစ်မီဟုံဟုံတဲကနေအပြန်နိုးထတဲ့ပြည်သူကိုလမ်းပြနေစေဖိနစ်တက်တော်80ဖြစ်ခဲ့ပေါ်ရှောက်နေတဲ့ရှောက်ရမယ့်လမ်းမကြီးဟာဖိနှိတ်ချိုးချီထုခွဲအကျိတ်အနှင်းခံထားရတဲ့ကြောက်သားတို့အဆိုင်ခဲလိုဘဝတွေနှလုံးသားတွေအနမတကားနဲ့လွတ်လပ်တိမ်တွေကောင်းကင်တခွင်ဖြန့်ကျက်ဖြစ်စေမြေလွှာတပြင်းတစ္ဆပန်းအပွင့်80ပြည့်ပေါ်လက်လောင်တိကွက်မပေးတဲ့အကျဉ်းတနေရာမှာတသမတ်တောက်လောက်လျက်မိစ္ဆာတို့အညစ်အကြေးနဲ့ပုတ်တိုက်လဲဂုံတရင်ဝင်းပြောင်လျက်အဲ့ဒီပုံရိပ်ဟာဘဲအမိန်နဲ့ဖြောက်မပြောက်တဲ့ဘဲအာနာနဲ့ဖဲမပြေတဲ့တန်းပေါင်းများစွာရဲ့မြင်လွှာမှာမပြတ်မယွင်းထင်းနေတဲ့ပုံရိပ်အပြိုင်စက်ကြဝဠာတကယ်ရှိခဲ့ရင်ပေါ့လေအန်ယုတ်သိန်းစီဟာနိုဘယ်ဆုတွေဘာတွေအစားလွတ်လပ်ပျော်ရွှင်ပွဲအမတ်တရအချိန်ခါဓာတ်ပုံတွေအပြည့်နဲ့အိမ်တိမ်မှာသူမရဲ့သားနှစ်ယောက်ကလွဲဘသူမှသူ့ကိုအမေလို့မခေါ်တဲ့လောကမှာနင်းစီရဲ့အတိတ်ပဲကိုတမျိုးတမီဖွင့်ဆိုနေမဲ့ဥရောပနိုင်ငံတစ်ခုမှာအဲ့ဒီမှာသူမရဲ့အသက်80ပြည့်မွေးနေ့ကိုကျင်းပနေလို့ရပေမဲ့သူမကတော့ကျွန်တော်တို့စက်ကြဝဠာကိုရွှေခဲ့တယ်နှစ်ပေါင်း80ထိမုံတိုင်းရဲ့ကန်းကုံကြမ်းကြုတ်မှုတွေတဲ့တောက်လောင်ပေးနေစေဒီမိအိမ်ရဲ့မိစာမငိမ့်ဖို့ငါတို့အသက်တွေထက်ထဲ့လောင်မြိုက်ရပါစေနှစ်ပေါင်းများစွာထိရိုင်လဲသောအလင်းကိုဆောင်ယူပေးနိုင်ပါစေငါတို့မိအိမ်စုထားတဲ့မျောလင်းချက်အမြန်ပြည့်မတ်နေတွေမဝေးတော့ပါဘူးရေအလင်းမစည်းစင်းနိုင်တော့တဲ့ရေတကွန်ဟာ6ကဘာတစ်ခုနဲ့တိတ်မထူကြတော့တယ်လို့ပေါ့အတိတ်ကနာမည်ကပဲအမာရွတ်တစ်ခုလိုထင်ကြံရစ်ခဲ့မှာနေကြီးနုတစ်မှာပြန်ဖူးပွင့်လာမဲ့ပန်းရာသီတိုင်းဟာပြောင်းညွတ်တီခိုင်စွာနာကျင်နောက်ကြည့်ဒီရီတဲ့ထိုးထွက်ရှင်သန်နေစေမုံတိုင်းပန်းလိုက်နဲ့ကျေရိုင်းတွေကိုဖြတ်ခဲ့ရလောင်ကြိုင်တဲကအသက်ရှူသံမိုးမီအနက်လွင်ပြန်ရာစုထက်ဝက်10စု3စုထပ်ပေါင်းကောင်းသောတာ၍ကောင်းသောအကောင်းဆုံးသောစိတ်သက်သမိုင်းမှတ်တမ်းဒိုးကိုချစ်သောဒိုးကချစ်သောလမ်းနေရာတိုင်းမှာတိုက်ပွဲရှိတယ်တိုက်ပွဲတိုင်းမှာနေရာရှိတယ်ရှိတဲ့တိုက်ပွဲတွေနှင်းစီဟာတမဏိပွင့်ချက်တွေနဲ့ဆွေးနီရေမောနေတယ်ဂတိပေးပါတယ်ပဂရိမြေပြင်နဲ့ဟက်အသက်ပါပုံအပ်စုချေရနောက်ထက်ချက်မကွာ voice or hope melodies or hope sound or hope music or hope အောင်ဆန်းစုကြည် or hope အင်းလျာကန်းကြီးစမ်းကျဲသည့်အုပ်အော်တီຫນွေဦးတဲ့တင်းခွေချက်လေးရဲ့လေချောင်းတန်လိုဟောရီဇွန်လာမှာတိမ်တွေဟာတစ်ခုပြီးတစ်ခုတီထွင်နေရင်းနဲ့ပဲမချိုးဖြတ်နိုင်တဲ့ဝိညာဉ်ရဲ့ຫນွေဦးသူ့အသက်ထဲမှာအလင်းတန်းတစ်ကြောင်ကြံနေသေးရဲ့အလွမ်းဆက်ကလည်းတက်စခန်းမရက်နိုင်လွန်းလာပေါ့မငိမ့်ချမ်းတော့ငိမ့်ချမ်းကျင်တာပါပဲမအေးချမ်းတော့အေးချမ်းကျင်တာပါပဲလွတ်မြောက်စေလိုခြင်းကိုပြဖို့ပန်းတွေပြိုးရတဲ့ကြောင်ရနတ်အမျိုးအစားနှစ်တရာတိုင်ကြားရစေတော်လန်ရေးကိုရှာမတွေ့မချင်းလူဟာ
မိမိကိုရှာမတွေ့ဘူးထိုအမျိုးသမီးကြီးမှာလေးစားစရာတွေအများကြီးအနောင်အဖွဲမဲ့ကိုကြိုးမဲ့စွန့်လွတ်ခြင်းများကိုသူနောင်ဖွဲ့လွတ်မကြပဲအရာရာလွတ်ချခဲ့ဒီလိုနဲ့သူဟာအနည်း80သုံးစွန်သွေးချောက်သွေးအဓမ္မနယ်ကောင်းကင်မှာတီးသက်လင်းလျာဂုံပြုခံကျဲနိုင်ငံတော်ရဲ့အလင်းနိုင်ငံတော်ရဲ့နင်းစီရောင်နီတွေနဲ့အတူသူပြန်လာနိုင်ပါစေ